အားလုံးမင်္ဂလာပါဗျာကျွန်တော်နေ့တန်းတော့မပြောတော့ဘူးဗျာစကားကိုတိုက်ရပဲကျွန်တော်စမ်းပါဘူးတိုက်ရပဲပြောပြရတယ်ဟောတကယ်ပြောရလို့ရှိရင်တော့မှန်ပြောရင်ကျွန်တော်ခုန proof of life ဆိုတဲ့တောင်းဆိုမှုလေတော့သဘောမကျဘူးဗျာဟောဒါပေမဲ့လည်းခုနပြောသလိုဟောဒါအမေရသားအရင်ခောက်ကြီးမောင်ထိန်လင်းကိုယ်တိုင်ကတောင်းဆိုထားတဲ့အနေအထားဆိုတော့လေကျွန်တော်ဘာမှမပြောလို့တော့ဘူးဗျာအဲ့မှာကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့ proof of life တောင်းဆိုခြင်းဟာကျွန်တော်အနေနဲ့ရှိုးကစားတဲ့အနေထားနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အောက်ဖဲကိုကျွန်တော်တို့လမ်းပြလိုက်လို့ဖြစ်သွားတယ်အဲ့လိုကျွန်တော်ခံစားရတယ်။ဟောခင်ဗျားတို့အားလုံးလည်းသိမှာပါဗျာဒီကောင်တွေရဲ့ viewer တွေလေမသိရင်လည်းခင်ဗျားတို့အခုချိန်နေမသိသေးရင်လည်းခံပေါ့ဗျာဒီကောင်တွေကဘယ်လိုလဲဆိုတော့ခင်ဗျားတို့တော်တော်များများသိကြမှာပါအဲ့ဒီကိစ္စတွေမတိုင်ခင်နဲ့တောင်းဆိုမှုတွေမတိုင်ခင်နဲ့အမေစုရဲ့ပုံတွေပြတင်တယ်ပေါ့ဗျာတင်ပြီးတော့အမေစုအနေနဲ့ခုနကပြောသလိုစုံမပါတဲ့နေထားတွေဘယ်လိုနေထားပါညာပေါ့ဗျာအဲ့ဒါတင်ပြီးတော့ပုံတွေတင်ပြီးတော့ကျင်းတွေထည့်ကြတာပေါ့ဗျာအဲ့ပေါ်မှာဒီဘက်ကနေပြီးတော့ emotion ရှိတဲ့လူတွေကမှဖြစ်တဲ့ညာတော့ဗျာဆိုတော့အဲ့ဒါတွေမှာအဲ့ဒီရဲ့တုတ်ပြန်မှုတွေအားလုံးဒီကောင်တွေအထားလေးနဲ့နှပ်ပြီးတော့ကြည်နေကြတာဗျာဒီကောင်တွေစိုက်ဝါတွေကလည်းဘေးကနေရေးကြတယ်ပြူကြတယ်ပေါ့ဆိုတော့အဲ့ဒီပုံမှာတုံးတက်ပြီးတော့ဒီကောင်တွေကလှုပ်ရှားနေကြတာဗျထဲလိုက်မယ်ထဲလိုက်တဲ့ပုံမှာပြန်ပြီးတော့တုံ့ပြန်မှုတွေကြည့်မယ်ကြည့်ပြီးဆက်ပြီးလှုပ်ရှားကြနေတာဒီဘက်ကလူကထည့်ပြီးရင်ထည့်ခံပြီးခံနေကြတာဗျဒီကဲတော့ဗျာအဲ့လိုပေါ့ဒီ proof of life တောင်းဆိုမဲ့အစားတကယ်ကျွန်တော်တူရဲ့သဘောပါပြောတင်တာလေခင်ဗျားတို့မတရားဖန်ဆီးချုပ်နှောင်ထားခြင်းခံနေရတဲ့ကျွန်တော်နိုင်ငံတော်ဒီအတိုင်းပင်ကပုဂ္ဂိုလ်ဖြစ်လဲကျွန်တော်ငင်းငယ်လို့ပဲဆုရှင်ကျွန်တော်တို့ရဲ့လူထုကောင်းဆောင်ပေါ့ဗျာမေတော်ဆန်းစုကြည်ကိုခင်ဗျားတို့မတရားဖန်ဆီးခံထားရတဲ့ကာလအတွင်းမှာပေါ့သူရဲ့ကျမရေးကြောင့်ဖြစ်ပါစေနော်တက်ဒီကြည့်ပြီလေ80ကျော်80တဲ့ဆိုတော့ကျမရေးကြောင့်ဖြစ်ပါစေဒါမှမဟုတ်ခင်ဗျားတို့ရဲ့ရုပ်မှာကောက်ကျစ်တဲ့တော့ချက်မှုတွေကြောင့်ပေါ့ဗျာဒီစုံတဲ့အသက်အန္တရာယ်ထိခိုက်ဆိုရနေတာရှိခဲ့လို့ရှိအဲ့ဒီတောင်းဝင်နေအားလုံးခင်ဗျားတို့ယူရမှာခင်ဗျားတို့ကလောကတောင်းဝင်ရှိတယ်ဆိုတဲ့အနေထားတစ်ခုကိုချပြပြီးတော့ပြောဆိုဖို့လိုတယ်ချက်ချင်းလုပ်ပေးဖို့တောင်းလို့တက်တယ်တချို့ကလည်းအဲ့မှာရေးကြတော့ပေါ့ဗျာခေါ်ကျွန်တော်ကတော့ရှင်းတယ်ကျွန်တော်အဲ့ဒါကိုမြင်လာတဲ့ကကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်သွားပြီးတော့မလို့ခင်ဗျားတို့အမေတို့ရှင်းနေတာကိုသိအောင်ကျွန်တော်မလို့ကျွန်တော်ချက်ချက်လုပ်ပေးပါလို့တောင်းဆိုခြင်းစိတ်လေးဖြစ်လာတာတော့ဘာမှမဟုတ်ဗျအဲ့ဒီပုံမှာကျွန်တော်အနေနဲ့ဒီတစ်မျိုးခံစားလို့ဗျာကျွန်တော်တို့လုံးဝစင်ရှုံးနေပြီဆိုတဲ့အနေထားကိုကိုခံစားလို့ဗျာမှန်တယ်ပြောလို့ရှိရင်ခင်ဗျားတို့သိကြမှာသိလိမ့်မယ်ဒါနှက်တယ်လို့ရှိမှာဗျာဒါမပြောကြတာပဲရှိမယ်ပြောကြပါခင်ဗျားတို့အနေနဲ့ပြလို့ရှိရင်တော့အဲ့ feel ကျွန်တော်မှရှိတယ်ဗျဆိုတော့ကျွန်တော်ဆိုလိုရင်းသဘောကတော့ပေါ့ဗျာမေကိုသက်ရှင်ရှိကြတော့တွေ့ကြတယ်ခင်ဗျားတို့သက်သေပြပါဘာညာဆိုတော့တော့မလို့ဗျခင်ဗျားတို့အဲ့လိုပြောရအောင်အကြောင်းမရှိတာအဲ့ဒါဘာလဲဆိုအမေမရှိတော့ဘူးလို့ခင်ဗျားတို့ကိုယ်တိုင်ခင်ဗျားတို့ထင်လိုက်တာသိလားခင်ဗျားတို့စိတ်ထဲမှာအမေလုံးဝမရှိတော့ဘူးဆိုတဲ့ပုံစံတင်တယ်ခင်ဗျားတို့တောင်းဆိုအမေကိုပြပေးပါဆိုတာအဲ့ဒီကောင်လေးအဆိုင်သွားတယ်ခင်ဗျားတို့ဝင်သွားတာလုံးလို့ရမလားဗျာခင်ဗျားတို့စဉ်းစားကြည့်နိုင်ငံတော်ရဲ့တိုင်ပင်ကပုဂ္ဂိုလ်ပြည်သူ့ခေါင်းဆောင်နောက်တစ်ခုကငင်းငယ်လို့ပဲစုတင်ကြည့်နေဗျာဆိုအဲ့တော့မတရားဖန်ဆီးခြင်းချပြီးတော့ဒီကောင်လေးရဲ့ရုပ်မှာကောက်ချက်မှုအောက်တန်းမှာအသက်ပေးရလောက်အောင်လှုပ်လို့ရလားအဲ့လိုလှုပ်လို့လည်းရလားဗျာစဉ်းစားကြည့်ပေါ့အေးခင်ဗျားတို့အဲ့လိုပြောလိုက်ကာမရင်သက်ရှင်နေစေမိအတွက်အသက်အန္တရာယ်ဆိုရင်ဇာတိဖြစ်လာနိုင်တယ်ဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောချင်တယ်ကျွန်တော်လည်းဆိုရင်တော့ဗျာနေ့စဉ်နေ့တိုင်းမှာ
မှန်တယ်တခုပြောမယ်ခင်ဗျားတို့တော့မသိဘူးအမေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လူတိုင်းပေါ့ဗျာလူတိုင်းမှာခုနကပြောအမေနဲ့ပတ်သက်နိုင်ငံရေးသူ့ရဲ့ခံယူချက်တွေပုံမှာသူ့အပေါ်မှာမြင်နေရတူရောက်လေဗျာနော်ခင်ဗျားတို့ချက်ပါတယ်ဆိုတဲ့လူတွေထဲမှာတော့မှတချို့အလိုရှိကြပါတယ်ကျွန်တော်နားလည်ပါတယ်ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ညစဉ်ဖျားရှိခိုးတိုင်းမှာအမေကျញ្ញမာနဲ့အမြန်ဆုံးလွတ်မြောက်လာဖို့ကျွန်တော်ဆုတောင်းနေ့စဉ်ဆုတောင်းမပြတ်ဘူးပေါ့နော်ဆိုတော့ထားပါလိမ့်မယ်ကျွန်တော်ပွားကြတော့ပါကျွန်တော်အဓိကပြောချင်တဲ့ချက်ကကိုဘက်ကတကွက်သူတို့နဲ့ရှင်ကားတဲ့ကံမှာတကွက်ရှုံးနေတယ်လို့ပဲပြောပြစီ proof of life တက်ကိုမေကိုခင်ဗျားတို့ချက်ချင်းလွတ်ပြီးဖို့ကျွန်တော်တောင်းဆိုချင်ဒါကျွန်တော်တူရဲရဲ့ဟိုနေမှာပြီးပါခံစားချက်ပါခင်ဗျားတို့အားလုံးကတော့ခုနပြောသလိုအမေရဲ့သားကိုယ်တိုင်တောင်းဆိုထားတဲ့ campaign တစ်ခုမှာခင်ဗျားတို့လည်းအားလုံးလိုက်ပါပြီးတော့ဝိုင်းဝန်းဆောင်ရွက်ပြီးတော့အောင်မြင်ဖို့အတွက်ခင်ဗျားတို့လုပ်ပေးကြမှာပဲလေဝိုင်းဝန်းကူညီကြမှာလို့ကျွန်တော်ထင်တယ်ကျွန်တော်နိုင်တော့လုပ်ပေးပါတယ်ကိုဘက်ကနေကိုတူတဲ့နေထားတယ်ပေါ့နော်အဲ့တော့ဘာဖြစ်ပြောတော့ကျွန်တော်က free တော့မလာတာမှန်ပဲသက်ရှင်ကြောင်းဒီတတိပြပြီးတက်တင်ချရှိနေကြအောင်ပြဖို့ပေါ့ဗျာအဲ့လိုဆိုတော့တောင်းတော့မလို့ခင်ဗျားတို့ချက်ချင်းလွတ်ပေးခင်ဗျားတို့ချက်ချင်းကိုလွတ်ပေးကျွန်တော်အဲ့လိုပဲပြောချင်တာတခုအမေတခုဖြစ်သွားလို့ရှိရင်ခင်ဗျားတို့မှာလုံးဝတောင်းလို့ရှိတယ်ခင်ဗျားတို့ဆိုတာသိတယ်နော်ခင်ဗျားတို့လုံးဝခင်ဗျားတို့တောင်းလို့ရှိတယ်ပြောတာပြောနေရတာပါဗျာခင်ဗျားတို့ဒါပေမဲ့ကျန်တဲ့လူတွေရဲ့တွေးပါလေအခုကျွန်တော်အခုပြောလိုက်တော့မှပြောတာဆိုတာမှတချို့ကနေဘာညာဖုန်းခေါ်တွေဘာညာရှိတော့ရှိအောင်မယ်ဟောရှော့တွေနဲ့ပေးနာတွေဘာညာပွားတယ်ခင်ဗျားပြောချင်တယ်လို့ပြောဆိုကျွန်တော်လုံးဝပြုမဆိုင်ဘူးဒါပေမဲ့ကျွန်တော်ဆိုလိုချင်ကျွန်တော်မြင်ရတော့ပေါ့ဗျာဟုတ်ကျွန်တော်တကွက်ရှုံးနေပြီခင်ဗျားတို့လည်းမြင်မှတ်တာအဲ့လိုကျင်းနေသိအထက်မခံကြစေနဲ့ပေါ့ဗျာဟိုကကျင်းထက်လိုက်ဒီဘက်ကနေပြန်ပြီးတော့လှုပ်လိုက်အဲ့တုတ်ပြန်မှုတွေကောင်စောင့်နေကြတာအဲ့ပုံမှာစက်ပြီးလှုပ်ရှားနေကြတာကိုဘက်ကကိုတောင်းဆိုခြင်းနဲ့နေထားနေကိုတကယ်ကိုဖြစ်စေခြင်းနဲ့ပိုင်းနေရဲသာပြောကြဗျာခုနကပြောသလိုမအဲ့တခုကတော့မဟုတ်ဗျာအမေတို့အသက်ရှင်နေရှိနေကြအောင်တက်တည်ပြပါဆိုတာပြောစရာမလိုတာဗျဒီကောင်တွေလှုပ်လို့မရတာအမေကိုဘာမှလှုပ်လို့မရဘူးဒီကောင်မေတခုဖြစ်သွားရင်ဒီကောင်တွေမှာလုံးဝတောင်းဝန်ရှိတယ်အဲ့ဒါကိုအသက်ရှင်နေပြပါဆိုတော့အမေကဒီချိန်မှာသွားနေပြီအမေလုံးဝမရှိတော့ဘူးဆိုတဲ့သဘောကိုခင်ဗျားတို့ခံယူထားတာခင်ဗျားတို့စိတ်ထဲမှာလို့ရှိနေတာအဲ့ကိုယ့်ကိုစဉ်းစားလိုက်ဘူးဒီကောင်တွေရဲ့ထည့်ထားတဲ့တဲမှာခင်ဗျားတို့ခံနေရတာမှတ်တာဒီကောင်လေးနဲ့ဆန်းလိုက်မယ်ခင်ဗျားတို့သဘောကဘယ်လိုရှိတုတ်ပြန်မှုကြည့်ပြီးမှစက်ပြီးလှုပ်ရှားနေတဲ့သဘောတွေခင်ဗျားတို့သိချင်မှသိမယ်စိတ်ဓာတ်စစ်စင်ရေးနဲ့ဒီကောင်လေးရဲ့ view ဟာတွေမမြင်ရလို့ခံကြပါဗျာခင်ဗျာအဲကျွန်တော်ကတော့မေကိုအသက်ရှင်နေရဲ့အများဆုံးလွတ်မြောက်တာကျွန်တော်မြင်နေတယ်ဗျကျွန်တော်ရေးရတဲ့ချင်းနဲ့ကျွန်တော်တင်ထားတဲ့ post ကြည့်ကြပါဗျာကျွန်တော်စမ်းကြည့်တာတော့မဟုတ်ဘူး proof of life ကိုကျွန်တော်စမ်းကြည့်တာမဟုတ်ကျွန်တော်လည်းလောက်ထားပေးပါတယ်ဒါပေမဲ့အဲ့လိုနဲ့မလုံလောက်ဘူးဗျလုံးဝခင်ဗျာလုံးဝ short မပေးနဲ့တော့အခုကျွန်တော်ဒီဘက်ရှုံးသွားပြီပေါက်တယ်လို့သိမှာမပေါက်တယ်လို့တော့ကျွန်တော်မပြောလို့တော့ဟုတ်ကဲ့ကျွန်တော်ပြောချင်တာအဲ့ဒါပဲဒီနေ့နည်းနည်းသိပြီးတော့ပြောချင်တော့ကြည့်လို့ပြောမိတာဗျာမိုင်းလည်းခွင့်လို့ဗျာခွင့်လို့လည်းပြောနေတာမရှိခင်ဗျားတို့ပြောကြရတယ်အောက်မှာ comment ရေးခဲ့